အဲ့တော့လက်ရှိမြင်နေရတဲ့ကမ္ဘာရွှေတအောင်စ4400ဈေးတန်းဆိုတာက2026အတွက်ဆိုရင်ဈေးပေါ်တဲ့အခြေအနေမှာရှိတယ်လို့တော့ပြောလို့ရပါတယ်2026ကမ္ဘာရွှေဈေးကွက်အခြေအနေကိုသုံးသပ်ကြည့်ရအောင်သုံးသပ်တဲ့ခါကျရင်ဒီကမ္ဘာရွှေဈေးကွက်ကိုပေါ့နော်geopolitical လို့ခေါ်တဲ့ပထဝီနိုင်ငံရေးအပိုင်းရဲ့ဗဟိုဘဏ်တွေအနေနဲ့ပေါ့နော်ရွှေဈေးကွက်ပေါ်ချင်းကပ်တဲ့ပုံစံရဲ့ technical analysis လို့ခေါ်တဲ့အရှိတုန်းကဖြစ်ခဲ့တဲ့ဈေးကွက်အလောက်ခတ်တွေနဲ့တွဲပြီးတော့မှအသေးစိတ်ဒီဗီဒီယိုမှာသုံးသပ်ပြီးတော့မှဖြစ်ပါတယ်ပထမအပိုင်းဖြစ်တဲ့ geopolitics အပိုင်းပေါ့နော်အဲ့တော့ဒီအပိုင်းကကမ္ဘာရွှေဈေးကွက်ကိုမောင်းနေတဲ့ခါကျရင်အရန်ရေးပါတဲ့အပိုင်းဖြစ်ပါတယ်2025တုန်းကလည်းဒီရဲ့ပထဝီနိုင်ငံရေးအပြောင်းလဲတွေကြောင့်ရွှေဈေးကွက်ကတမိုင်းတစ်လျှောက်အမြင့်ဆုံးဈေးကိုရောက်ခဲ့တယ်အဲ့လိုပဲလက်ရှိလာမယ့်2026မှာဆိုရင်လည်းကမ္ဘာရွှေဈေးကွက်ကိုမောင်းနေနိုင်တဲ့ပထဝီနိုင်ငံရေးတွေရှိသေးတယ်အဲ့တော့ဒီထဲမှာဆိုကျွန်တော်ဘာပါမလဲဆိုရင်ဒီရုရှားနဲ့ယူကရိန်းစစ်ပွဲပေါ့နော်ဒါလက်ရှိဆိုရင်ကျွန်တော်၄နှစ်နီးပါးလောက်ရောက်လာပြီအဲ့တော့ဒီဟာလည်း2026မှာထပ်ပြီးတော့မှရှိနေမဲ့အားပြိုင်မှုတစ်ခုဖြစ်ပါတယ်အဲ့လိုပဲဒုတိယအနေနဲ့ဆိုရင်ကျွန်တော်တို့ကလောလက်ဖြစ်သွားတယ်ဒီအမေရိကန်နိုင်ငံနဲ့ဗင်နီဇွဲလားကိစ္စပေါ့နော်ဒီဘန်းလဲကျွန်တော်ဆက်ရှိမယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီတရုတ်ပေါ့နော်တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်အရေးပေါ့နော်ဒီဘန်းလဲကျွန်တော်စောင့်ကြည့်ရမှာပါတယ်နောက်တစ်ခုကအစ္စရေးနဲ့အီရန်အားပြိုင်မှုပေါ့နော်ဒီဘန်းတွေကအချိန်မရွေးမိထားတောက်နိုင်တဲ့ပထဝီနိုင်ငံရေးတွေဖြစ်တာမလို့ပေါ့နော်ဒါတွေကလည်း2026မှာ view ဆိုင်မဲ့အပိုင်းထဲမှာပါတယ်ပထဝီနိုင်ငံရေးအပိုင်းရပဲကြည့်မယ်ဆိုရင်တော့ကမ္ဘာရွှေဈေးကွက်ကဈေးကြောက်ကခတ်တည်းရလို့ကျွန်တော်တုံးသက်လို့ရတယ်အဲ့တော့ပထဝီနိုင်ငံရေးရဆိုရင်ရွှေဈေးကွက်ကကျွန်တော်တို့ကအတက်ဘက်ကိုတွန်းအားပေးတဲ့ချိန်တွေမှာရှိပါတယ်အဲ့လိုပဲဒုတိယအပိုင်းဖြစ်တဲ့ဗဟိုဘဏ်တွေနဲ့ပေါ့နော်ဒီရွှေဈေးကွက်ပေါ်မှာချင်းကပ်တဲ့အပိုင်းလေးကျွန်တော်ကြည့်ရအောင်အဲ့တော့2020နောက်ပိုင်းမှာဒီဗဟိုဘဏ်တွေနဲ့ရွှေဈေးကွက်ကိုချင်းကပ်တဲ့ပုံစံတော်လေးအပြောင်းလဲဖြစ်သွားတယ်ပေါ့နော်2022ခုနှစ်မှာရုရှားအပေါ်ဒီအနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုကတော်လေးကျန်းပါတယ်ရုရှားအနေနဲ့လည်းသူ့ရဲ့နိုင်ငံရဲ့အရန်ငွေကြေးကိုထားတဲ့အခါကျရင်ငွေကြေးတွေအပြင်ပေါ့နော်ဒီနိုင်ငံတကာနေပြီးတော့ထုတ်ရောင်းတဲ့ဒီ American တို့ Euro တို့British Pound တို့ပေါ့နော်သူတို့နဲ့ထုတ်ရောင်းတဲ့နိုင်ငံခြားငွေတိုက်စာချုပ်တွေကိုသူကယင်းနှိမ့်မြုပ်နှံပြီးတော့အရန်ငွေအနေနဲ့ဝယ်ပြီးစုထားပါတယ်2020ရုရှားယူကရိန်းစစ်ပွဲဖြစ်တဲ့ကာလမှာဆိုရင်ဒီအနောက်နိုင်ငံတွေဖြစ်တဲ့အမေရိကန်နဲ့အနောက်နိုင်ငံမဟာမိတ်တွေကပေါ့နော်ရုရှားရဲ့ဒီအရန်စုထားတဲ့ငွေတိုက်စာချုပ်တွေကိုသူတို့ကစီးပွားရေးပိတ်ဆို့ခဲ့ပါတယ်အဲ့တော့ဒီငွေတိုက်စာချုပ်တွေကိုသူတို့ကပြန်ပြီးတော့လည်းရောင်းလို့မရဘူးဒီကနေပြီးတော့ရတဲ့အမျက်ဝေစုလည်းရုရှားကမရအောင်သူတို့ကတားဆီးခဲ့ပါတယ်တားဆီးလိုက်တဲ့ပမာဏကအမေရိကန်ဒေါ်လာနဲ့ဆိုရင်ဒေါ်လာ300ဘီလီယံလောက်ကိုရှိပါတယ်ဒီလိုတားဆီးလိုက်တာမလို့ပေါ့နော်ရုရှားအနေနဲ့ဆိုရင်သူဝယ်ထားတဲ့ငွေတိုက်စာချုပ်ကိုပြန်ပြီးတော့ရောင်းလို့လည်းမရတယ်လို့ဒီကနေပြီးတော့ရတဲ့အကျိုးမြတ်ကိုလည်းသူထုတ်ယူခွင့်မရှိတော့ပါဘူးဒီလိုစီးပွားရေးပိတ်ဆို့လိုက်တာကြောင့်ပေါ့နော်တခြားတော့ဒီရဲ့နိုင်ငံတွေရဲ့ဗဟိုဘဏ်တွေနဲ့သူတို့ရဲ့အရန်ငွေထားထားတဲ့နိုင်ငံခြားငွေတွေကိုသူတို့ကဒေါ်လာပုံပြီးခိုးရမှာသူတို့ကြောက်လာပါတယ်အော်နောက်ပိုင်းသူတို့အမေရိကန်နဲ့အဆင်မပြေတာဖြစ်ခဲ့တယ်ဆိုရင်လည်းသူတို့ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုဒီလိုပဲပြန်ပြီးတော့စီးပွားရေးပိတ်ဆို့ခံရမှာသူတို့ကြောက်ပါတယ်ဒါကြောင့်မို့သူတို့ပိုင်ဆိုင်တဲ့ငွေတိုက်စာချုပ်တွေကိုသူရောင်းထုတ်ပြီးတော့မှရွှေကိုဝယ်စုလာကြပါတယ်အဲ့တော့ဒီလက်ရှိမြင်နေရတဲ့ပုံမှာဆိုရင်ဒါ2010ကနေပြီးတော့2024ကာလအတွင်းပေါ့နော်ဗဟိုဘဏ်တွေရဲ့ရွှေဝယ်စုမှုဖြစ်ပါတယ်ရုရှားယူကရိန်းစစ်ပွဲဖြစ်တဲ့2022မှာဆိုရင်ဗဟိုဘဏ်တွေရဲ့ရွှေဝယ်လိုမှုကအမြင့်ဆုံးဖြစ်ပါတယ်အဲ့လိုပဲ2022 23 24လက်ရှိကာလအထိကိုဗဟိုဘဏ်တွေရဲ့ရွှေဝယ်ယူမှုကမကျသေးပါဘူးအဲ့တော့ဒီမျိုးဖြစ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ကအမေရိကန်ဒေါ်လာပေါ်မိခိုးမှုရှော့ချခြင်းတဲ့အပိုင်းဖြစ်ပါတယ်ဒါကြောင့်မို့လာမယ့်2026မှာဆိုလေဗဟိုဘဏ်ရဲ့ရွှေဝယ်ယူမှုကကျလာမယ့်ပုံစံမျိုးတော့မမြင်ရသေးပါဘူးဒါကြောင့်မို့အကြမ်းဖျင်းအပြင်ကျွန်တော်တို့က2026ရွှေဈေးကွက်အခြေအနေကိုတုံးတက်တဲ့အခါကျရင်တော့ကျွန်တော်ကတော့အတက်ကြီးမောက်ကိုပြန်ပြီးတော့မြင်လာရနိုင်ခြေရှိရလို့တော့ကျွန်တော်တုံးတက်ပါတယ်အဲ့တော့လက်ရှိမြင်နေရတဲ့ကမ္ဘာရွှေတအောင်စ4400ဈေးတန်းဆိုတာက2026အတွက်ဆိုရင်ဈေးပေါ်တဲ့အခြေအနေမှာရှိတယ်လို့တော့ပြောလို့ရပါတယ်အဲ့တော့ဘယ်လိုပုံစံမျိုးအတက်အကျဖြစ်နိုင်လဲဘယ်လောက်ထိအတက်အကျရှိနိုင်လဲဆိုတာကိုအသေးစိတ်သိရအောင် technical analysis လေးနဲ့ကြည့်ရအောင်ဒီလိုကမ္ဘာရွှေရေနံဈေးကွက်အတက်အကျတွေကိုစနစ်တကျတုံးတက်ပြီးပြည်တွင်းတဲ့ကမ္ဘာဈေးကွက်တွေမှာအကျိုးမြတ်ရှာချင်တဲ့မိတ်ဆွေတွေအတွက်ဂိုမန်ကလပ်ကနေပြီးတော့မှအခြေခံအနေစားအစင်းမြင့်ဈေးကွက်တုံးတက်နည်းတွေကိုထိထိရောက်တဲ့လက်တွေ့အတုံးချနိုင်အောင်စီစဉ်ထားပါတယ်အခုမှစားလေးလာမယ့်မိတ်ဆွေတွေအတွက်ဆိုရင်အခြေခံဈေးကွက်ရောင်းဝယ်နည်းတင်နန်းရှိမှာဖြစ်ပြီးတော့တင်နန်းကို basic video class နဲ့ basic VMB class ဆိုပြီးတော့နှစ်မျိုးရွေးချယ်ပြီးတော့မှသင်ကြားနိုင်ပါတယ် basic video class မှာဆိုရင်တင်နန်းကြီးတက်တက်တတာနဲ့အချိန်အကန့်အသတ်မရှိလေ့လာလိုသူတွေအတွက်ရည်ရွယ်ပြီး
basic VIP class မှာဆိုရင်တော့ဆရာမတွေနဲ့ဓာတ်ရိုက်ဘိုင်ဝမ်တင်ကြားဆွေးနွေးလူတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်အဲ့လိုပဲအစင်းမြင့်တင်တန်းမှာဆိုရင်လည်းကဘာရွှေနဲ့ရေတန်းအစင်းမြင့်ဈေးကွက်တုံးတက်နီးတင်တန်းရှိမှာဖြစ်ပြီးတော့ video class နဲ့ 1 by 1 VIP class ဆိုပြီးတော့လိုအပ်တယ်လို့ရွေးချယ်ပြီးတော့မှတင်ကြားနိုင်မှာဖြစ်ပါတယ်နောက်ပြီးတင်တန်းမျိုးစားအလုံးအတွက်ဆိုရင် video record အပြင် notebook file မှာအခမဲ့ရရှိမှာမို့ထပ်ခါ live time လေ့လာလို့ရမှာဖြစ်ပါတယ်တင်တန်းမှာနားမလည်တာတွေကိုလည်းအတွေ့အကြုံရှိဆရာမတွေနဲ့အနီးကပ်ဓာတ်ရိုက်ဆွေးနွေးနိုင်မှာဖြစ်ပြီးတော့လူရည်ကန့်တဲ့ချက်နဲ့တင်ကြားပေးမှာမလို့တင်တန်းစိတ်ဝင်စားတယ်ဆိုရင်အခုပဲဆက်သွယ်စုံစမ်းဖို့တိုက်တွန်းပါတယ်တင်တန်းစုံစမ်းမယ်ဆိုရင်တော့ဘေးက Telegram QR code လေးကို scan ဖတ်ပြီးမေးမြန်းနိုင်တယ်လို့ comment နဲ့ Facebook page ကနေလည်းအလွယ်တကူစုံစမ်းနိုင်ပါတယ်ရှားရတာအဆင်ပြေအောင်ဒီရဲ့ link တွေကိုဗီဒီယိုရဲ့အောက်မှာချထားပေးမှာဖြစ်ပါတယ်လက်ရှိမြင်နေရတော့ဒါကဘာရွှေရဲ့1 year time frame ဖြစ်ပါတယ်အဲ့တော့ဒီရဲ့အတုံးတုံးချင်းစီကတစ်နှစ်ကိုကိုစားပြုပါတယ်ရွှေဈေးကွက်ကိုကြည့်တဲ့အခါကျရင်2025ပေါ့နော်အရှိနှစ်တုန်းကရွှေဈေးတော်လေးတတာမြင်ရတယ်အဲ့တော့ဘယ်လောက်ပါဆန့်လဲဆိုပါဆန့်လဲဆိုရင်သူကဒီအောက်ကနေတက်ခဲ့တာက2600ဝန်းကျင်ကနေတက်ခဲ့တယ်ပေါ့နော်အဲ့တော့တက်ခဲ့တဲ့အတက်ကပါဆန့်လဲဆိုရင်64.9% လောက်ကိုတက်တယ်လို့ပြထားတာဖြစ်ပါတယ်အဲ့တော့ကဘာရွှေရဲ့တမိုင်းမှာဒါမျိုး60ကျော်တက်တဲ့ကာလပေါ့နော်3နှစ်ရှိပါတယ်ဒါ2025ရှိမယ်အဲ့လိုပဲအရှိတုန်းကဆိုရင်ကျွန်တော်တို့က1989ဒါဒုတိယရေနံအကျက်တဲပေါ့နော်ဒီမှာတစ်ခါဖြစ်မယ်နောက်ပထမရေနံအကျက်တဲဖြစ်တဲ့1983မှာလေတစ်ခါဒီ60%အထက်ကိုတစ်ခါတက်ဖူးတယ်ပေါ့နော်1983ရေနံအကျက်တဲမှာဆိုရင်ရွှေဈေးကတစ်နှစ်ထဲနဲ့ကို82%လောက်ကိုတက်သွားတယ်အဲ့လိုပဲဒုတိယရေနံအကျက်တဲဖြစ်တဲ့1989မှာဆိုရင်လေ133%အောင်တက်သွားတယ်တော်လေးတက်တယ်လို့ပြောလို့ရတယ်အဲ့တော့60%အထက်တက်ဖူးတဲ့ဒီနှစ်ပေါ့နော်ဒီနှစ်ပြီးသွားပြီနောက်တစ်နှစ်ပေါ့နော်ဒီမျိုးတက်ပြီးသွားပြီဆိုရင်သူရဲ့ကက်လက်တစ်နှစ်မှာဆိုရင်တော့မတက်ဘူးဆိုရင်တော့မှ50%လောက်ကိုသူကထပ်ပြီးတက်တာကိုမြင်ရမှာဖြစ်ပါတယ်ဒီမှာဆိုလဲကျွန်တော်တို့က80%ထိကိုသူကပြန်တက်တယ်အဲ့တော့1983ပြီးသွားရင်1984မှာလေရွှေဈေးက50%အထက်ကိုဆက်တက်တာမြင်ရမယ်အဲ့လိုပဲကျွန်တော်တို့က1989ရေနံအကျက်တဲပြီးသွားတဲ့ကာလနောက်တစ်နှစ်မှာဆိုလေရွှေဈေးကဒီကနေပြီးတော့ဒီထိပ်အမီထက်ကိုတက်သွားတယ်ပေါ့နော်60%လောက်ကိုတက်တာမြင်ရပါတယ်ဒါကြောင့်မို့ကျွန်တော် technical ဘိုင်းရကြည့်မယ်ဆိုရင်လက်ရှိ2025ပြီးလို့နောက်ကက်လက်လာတဲ့2026မှာဆိုရင်လေရွှေဈေးကွက်ကအတက်အားကောင်းမယ်လို့ကျွန်တော်တို့ကသုံးသပ်ပါတယ်အဲ့တော့ဘယ်လောက်ထိရောက်နိုင်လဲပေါ့နော်ကျွန်တော်ရဲ့ဈေးကွက်အမြင်ရဆိုရင်အရှိတုန်းကပုံစံအတိုင်းပဲကျွန်တော်တို့ရွှေဈေးကမတက်ဘူးဆိုရင်တော့မှဒီကနေပြီးတော့နောက်ထပ်50% 50%အထက်ကိုတက်မယ်လို့ကျွန်တော်သုံးသပ်ပါတယ်အဲ့တော့ဒီကနေကျွန်တော်တို့က50%အထက်ကိုတန်းကြည့်ရအောင်အဲ့တော့ဒါ50%ပါအဲ့တော့ရွှေဈေးနဲ့ဆိုရင်ကျွန်တော်တို့50%ဆိုရင်6000နဲ့မှ900လောက်ကိုပြနေရဖြစ်ပါတယ်ဒါကြောင့်မို့လက်ရှိ2026ပေါ့နော်ဒီလာမယ့်2026ရွှေဈေးကွက်ကတက်မယ်ဆိုရင်ဘယ်လောက်ထိတက်နိုင်လဲဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်6000အထက်ကိုရောက်မယ်လို့ကျွန်တော်မှန်းပါတယ်ကမ္ဘာရွှေအနေနဲ့6000အထက်ကိုတက်နိုင်တယ်ဒါကြောင့်မို့နောက်လာမယ့်2026မှာဆိုရင်ကမ္ဘာရွှေအနေနဲ့ဆိုရင်ကျွန်တော်အနေနဲ့ဒေါ်တအောင်စားကိုပေါ့နော်6500ဝန်းကျင်လောက်ထိကိုဈေးကွက်အတက်အားဝင်လာမယ်လို့ကျွန်တော်တုံးတက်ပါတယ်အဲ့လိုပဲကမ္ဘာရွှေဈေးတက်ပြီဆိုရင်မြန်မာရွှေဈေးကလည်းကျွန်တော်တက်ရောက်မှုပြင်းတာဖြစ်တာမလို့ပေါ့နော်အဲ့တော့မြန်မာရွှေဈေးအနေနဲ့ဒေါ်လာဈေးငြိမ်နေတယ်ဆိုရင်တောင်မှဒီကမ္ဘာရွှေရဲ့တက်ရောက်မှု effect ကြောင့်ပေါ့နော်ဒီ2026မှာဆိုရင်ကျွန်တော်မတက်ဘူးဆိုရင်တော့မှတိန်120အထက်ကိုတော့ကျွန်တော်တို့ကရောက်နိုင်ချေရှိရလို့တော့ကျွန်တော်တုံးတက်ပါတယ်အကယ်ကမ္ဘာရွှေကဒါတမျိုးကြီးမှအတက်ပြခဲ့တယ်ဆိုရင်မြန်မာရွှေလည်းအတက်ကြီးမှဝင်လာနိုင်ချေရှိရလို့တုံးတက်ပါတယ်ဒါတော့ကျွန်တော်ရဲ့တနစ်တာရွှေဈေးကွက်တုံးတက်ချက်အမြင်ဖြစ်ပါတယ်ရွှေဈေးကွက်အယောင်းဝယ်လုပ်ဖို့အတွက်တိုက်တွန်းတဲ့ဗီဒီယိုမဟုတ်ပါဘူးကျွန်တော်ရဲ့ဈေးကွက်အမြင်ကိုတည်တံ့ပြပေးတဲ့ဗီဒီယိုဖြစ်တာမလို့လိုအပ်တဲ့ချက်လေးတွေအသုံးချနိုင်ဖို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြရမယ်